အဲဒီနောက်ကျမကမြို့ထဲကအရက်လက်ကားတိုင်ကိုအွန်လိုင်းကနေဆက်သွယ်လိုက်တဲ့အပြင်စားတရုတ်အရက်နဲ့ဆေးဘက်ဝင်အဲကိုဟောဘာ2000တင်စားအစားစာဘာ3000ကိုဝယ်ပြီးသူတို့စီကပစ္စည်းပြတ်သွားတဲ့အထိယူလိုက်တဲ့အေးဒဏ်ကိုခံနိုင်တဲ့နောက်ဆုံးပေါ်ဒီဇယ်မီးဆက်ကိုလည်းဝယ်လိုက်တဲ့ဗီလာရဲ့လျှက်စစ်မီပြဿနာကိုဖြေရှင်းဖို့ပေါ့မိုးတိတ်ချချုပ်သွားတော့ကျမယာယီငှားထားတဲ့အိမ်လေးထဲမှာနေထိုင်မှုအသုံးဆောင်တွေဆက်ဖြည့်နေလိုက်တယ်နေ့စဉ်သုံးပစ္စည်းတွေကိုနာမည်ကြီးစတိုးဆိုင်တွေကနေသူတို့9နှစ်စာရောင်းရတဲ့ပမာဏလောက်ကိုဝယ်လိုက်တယ်တချို့ငါးကားတိုက်နဲ့မျိုးသမီးလာစဉ်သုံးပစ္စည်းတွေကိုနှစ်ဘဝစာလောက်သုံးလို့ရတဲ့အထိစုဆောင်းလိုက်တယ်နောက်ပြီးအာကာသရင်သုံးအဆင့်ရှိတဲ့လျှက်စစ်ဆောင်အထည်200နဲ့ငန်းမွေးဆောင်အထည်900လည်းဝယ်လိုက်တယ်ထိတ်တန်းအဆင့်နှင်းလျှောစီးဆိုင်ကငါးစီးနဲ့အပိုပစ္စည်းတွေမြင့်မားတဲ့အားဆွဲအားပါတဲ့လေးတစ်ဆက်လက်နဲ့ကာဗွန်များ9000ကိုပါဝယ်ယူခဲ့တယ်အစွန်းရောက်အေးဒဏ်နဲ့လူတွေရဲ့ဘေးအန္တရာယ်ကိုရင်ဆိုင်ဖို့ပေါ့နောက်နေ့မနက်စောစောမှာပဲပစ္စည်းပို့တဲ့ဖုန်းကြောင့်ကျမနိုးလာတဲ့အိမ်မုံစုံမွားနဲ့ဂိုတောင်ကိုကားမောင်းသွားပြီးပစ္စည်းလက်ခံသွားမှာလက်မှတ်ထိုးပြီးကြံတဲ့ငွေကိုရှင်းပေးလိုက်တယ်အဲဒီနောက်အနီးနားကမီရှလင်3ပွင့်စားတောက်ဆိုင်ကိုကားမောင်းသွားပြီးအကောင်းဆုံးပင်လယ်စာမနက်စာကိုမှာစားလိုက်တယ်စားပြီးတော့စောက်လို့ရေးအဖွဲ့ကဗီလာရဲ့ဓပုံတပုံပို့လာတဲ့တအိမ်လုံးအပူထိန်လွာတွေခင်းချင်းပြီးသွားပြီးမို့ဆရာကို OK ဆိုတဲ့ emoji လေးပြန်ပို့လိုက်တယ်ချက်ချင်းပဲမြို့ထဲကအကြီးဆုံးအေးခဲအသားဈေးကွက်ကိုကားမောင်းသွားလိုက်တယ်တထေးအေးခန်းထဲမှာရှိတဲ့လက်ဆက်တဲ့ဝက်နံရိုးဝက်သုံးထက်သားအမဲသားတိုးပေါင်သားဒီနေ့မှတက်ပြီးအေးခန်းထဲထည့်ထားတာမှန်သမျှကျမအကုန်ယူမယ်နောက်ပြီးထိတ်တန်းဩစတြေးလျဝါကယူအမဲသားနဲ့ဝက်မဲသားတွေကိုပါထပ်မှာပေးပါစုစုပေါင်းတန်90ပြည့်အောင်လုပ်ပြီးဒီလိပ်စာကိုပို့ပေးပါတထေးကမေးရိုးပြုတ်ကြမှတ်တဲ့အံ့ဩနေတာကိုကြည့်ပြီးကျမတီတီငိမ့်ငိမ့်ပဲကတ်နဲ့ငွေရှင်းလိုက်တယ်အသားတွေအပြင်ဘေးနားကကြက်ပဲတန်းမှာတန့်စင်ပြီးသားချင်းရွံကြက်ပဲနဲ့ငန်းကောင်ရီထောင်ချီပြီးမာလိုက်သေးတယ်အဲ့ဒီအပြင်ပင်လယ်ရေနဲ့အေးခဲပစုံနဲ့ကော့ငါးဖာယာချီပြီးတော့လဲဝယ်လိုက်တယ်ကဘာပြက်ကတ်မှာပရိုတင်းဓာတ်ကအသက်ရှင်တန်ဖို့အရင်းမြစ်ပဲလေဒီလောက်အလုပ်တွေရှုပ်ပြီးမှအရေးကြီးဆုံးအရာကိုရုတ်တရက်တတိယသွားတယ်ဗီလာရဲ့တကားကြီးပဲအဲ့ဒါကကျမရဲ့နောက်ဆုံးခံတက်ပဲပေါ်စလို့လုံးဝမရဘူးရိုးရိုးတကားနဲ့သတင်းပေါက်ဈေးတွေမှာအချိန်မဖြုံးတော့ပဲဘဏ်ငွေတိုက်တွေအတွက်လုံခြုံရေးတက်ဆင်ပေးတဲ့ထိတ်တန်းကုမ္ပဏီတစ်ခုစီဖုန်းခေါ်လိုက်တယ်အမြင့်ဆုံးကြီးကအဆင့်ရှိတဲ့တတုဆက်ပောက်ကွဲမှုဒဏ်ခံတကားတစ်ချက်ကိုစိတ်ကြိုက်မှခြင်းနဲ့အထူကအနည်းဆုံး30စင်တီမီတာရှိရမယ်ဖောက်ခွဲတာဖြတ်တောက်တာတွေကိုခံနိုင်ရမယ်အချိန်ကက်နေတယ်ဆိုတာသိတယ်ပုံမှန်ဆိုတစ်လကြာမယ်ဒါပေမဲ့ကျမဆယ်ဆပေးမယ်3ရက်အတွင်းတက်ဆင်ပြီးစီအောင်လုပ်ပေးနိုင်ရင်ရပြီတစ်ဖက်ကအချိန်ကြောင့်တွန်းဆုတ်နေပေမဲ့ဆယ်ဆဆိုတဲ့ဈေးကိုကြားတော့ချက်ချင်းပဲပုံစံခွက်ဖော်ပြီးစိတ်ယုံကအကောင်းဆုံးဆရာတွေကိုခေါ်ကကျမအတွက်အမြန်လုပ်ပေးဖို့စီစဉ်တော့တယ်ဘေးကင်းလုံခြုံရေးအိမ်ရဲ့အသက်ရှူပေါက်ကိုဖြည့်ရှင်းပြီးသွားပြီကဘာပြက်ဖို့နောက်ဆုံး6ရက်ပဲလိုတော့တယ်နောက်ရက်တွေမှာတော့လိုအပ်တာတွေကိုအယူမူလိုက်လံဖြည့်ဆည်းတဲ့ပုံစံမျိုးနဲ့ဖြတ်တန်းခဲ့တယ်မြို့တဝက်လောက်ကဈေးဆိုင်တွေကိုလိုက်ဝယ်ခဲ့တယ်တာမန်အေးမိဖျားနာဆေးတွေကနေတန်ဖိုးကြီးတဲ့ပရိစီဝါဆေးတွေအင်ဆူလင်ဗီတာမင်တွေအထိကားတစ်စီးစာအပြည့်စုဆောင်ခဲ့တယ်ညီမဲ့စိုက်ပျိုးရေးပစ္စည်းတွေနဲ့ဟင်းသီးဟင်းရွက်မျိုးစေ့အများကြီးကိုလည်းထပ်ဝယ်လိုက်တယ်နောက်ပိုင်းပြင်းလာမှဆိုလို့ရုပ်ရှင်တွေဇလန်းတွဲတွေနဲ့အင်တာနက်မလိုတဲ့ဂိမ်းပေါင်းများစွာကိုယာချီပြီးဒေါင်းလုဒ်ဆွဲထားလိုက်တယ်ဟာ10ကျော်လောက်အပြည့်ပဲအားလုံးအဆင်သင့်ဖြစ်နေပြီးအရာအားလုံးကိုအေးခဲသွားစေမဲ့အဲ့ဒီလေးစင်နာမောင်းကိုပဲစောင့်နေတော့တယ်ဒီရက်ပိုင်းတွေမှာစူးလိုတယောက်ပျောက်သွားသလိုပဲစာတစောင်းတောင်ပြန်မပို့ဘူးဒါပေမဲ့ကျမဂယုမဆိုင်ပါဘူးသူလဲတနေရာကမြေအောက်ခန်းမှာအလုပ်ရှုပ်နေမှာပေါ့ရန်နေငယ်ကြတော့ဘီလာလဲအချောတက်သွားပြီးအပေါက်ဝကပောက်ကွဲမှုဒဏ်ခံတကားလဲတက်ဆင်ပြီးသွားပြီးကျမငှားထားတဲ့ကိုတော်မှာလဲပစ္စည်းတွေအပြည့်နဲ့ထားစရာတော့မရှိတော့ဘူးဝမ်းသာအားရနဲ့ကုန်တင်ကားကြီးကိုတောင်ပေါ်မောင်းတက်သွားတော့ဘီလာအပေါက်ဝမှာအထူ30စင်တီမီတာရှိတဲ့တထုဆက်တကားတစ်ကြီးကိုတွေ့လိုက်ရတယ်ကဘာပြက်ဖို့2ရက်ပဲလိုတော့တယ်တောင်လိုပုံနေတဲ့ပစ္စည်းတွေကိုကြည့်ပြီး professional တည်ယူပို့ဆောင်ရေးအဖွဲ့ကိုဈေးကြီးပေးငှားလိုက်တယ်ဝင်ချီကား4စီးနဲ့တောင်ပေါ်ကိုတက်ပြီးကြောင်မီးသွေးနဲ့ရိတ်ခါတွေကိုအထက်လိုက်တေးသေးချာချာစီထားခိုင်းလိုက်တယ်ပြီးတော့အခန်းလှဆင်တဲ့အဖွဲ့ကိုဒုတိယထပ်အိတ်ခန်းကိုပြင်ဆင်ခိုင်းပြီးထူရဲတဲ့သုံးမွေးကော်စောတွေခင်းက6သွေးတဲ့ထင်းတွေကိုပြင်ဆင်ထားလိုက်တယ်အလုသမားတွေပြန်သွားတော့ပိုးသားကုတင်ကြီးပေါ်မှာစိန်ကြကြလဲရင်အတစ်ဆက်ဆက်ဖြစ်နေတဲ့ခန္ဓာကြီးကိုကြည့်ကစိတ်ထဲမှာလုံခြုံမှုအပြည့်ခံစားနေရတယ်ကျမဖုန်းကိုထုတ်ပြီးစူးယိုကိုထက်ဆက်သွဲကြည့်ဖို့စဉ်းစားလိုက်တယ်သူ့ဘက်ကပြင်ဆင်မှုအခြေအနေကိုမေးကြည့်မလို့ပါဒါပေမဲ့သတင်းပေါက်အပြင်ဘက်ကနှွေးထွေးပြီးတာယာနေတဲ့ရာသီဥတုကိုကြည့်ရင်ကြောက်စရာကောင်းတဲ့အတွေ့တစ်ခုခေါင်းထဲဝင်လာတယ်စူးလိုငါ့ကိုလိန်နေတာများလားကဘာပြက်မယ်ဆိုတာတကယ်ရောလာမှာလားကျမဖုန်းကိုထုတ်ပြီးစူးယိုကိုထက်ဆက်သွဲကြည့်ခြင်းနဲ့သူပြောတဲ့အစွန်းရောက်အေးခဲမဲ့ကဘာပြက်ကတ်ဆိုတာတရက်တောင်မလို့တော့ဘူးသူ့ဘက်ကရောဘလို့တွေပြင်ဆင်ထားလဲမသိဘူးအဲ့ဒီအချိန်မှာကျမခေါင်းထဲရုတ်တရက်မေးခွန်းတစ်ခုပေါ်လာတယ်ပုံမှန်အားဖြင့်တော့ရာသီဥတုဖောက်ပြန်တော့မယ်ဆိုရင်ကြိုတင်နမိတ်လက္ခဏာတွေရှိတတ်တယ်ဒါပေမဲ့ဒီရက်ပိုင်းမျိုးထဲမှာအပူချိန်20ကျော်လောက်နဲ့တာယာနေတယ်အရင်နှစ်ဆောင်းဥရာသီတွေနဲ့ဘာမှမကွာခြားဘူးလေတောင်မတိုက်ဘူးအဲ့ဒီဖိုင်ကအတုများလားဒါမှမဟုတ်ကဘာပြက်ကတ်ဆိုတာလုံးဝမလာတာများလားဒါပေမဲ့စူးယိုရဲ့ကြောက်လန့်နေတဲ့မျက်လုံးတွေနဲ့အဲ့ဒီဖိုင်ရဲ့ professional ကြောက်မှုကိုတွေးမိတော့သူငါ့ကိုမလိမ်ဘူးလို့စိတ်ချလိုက်တယ်ဗီလာမှာရက်နေငယ်စောင့်နေခဲ့ပေမဲ့ကြောက်စရာကောင်းတဲ့အေးခဲကဘာပြက်ကတ်ဆိုတာရောက်မလာခဲ့ဘူးစူးယိုကလည်းစာပြန်မပို့ဘူးဒါနဲ့ကျမစူးမိသားစုအိမ်တော်ကိုစွန့်စားပြီးပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်ကန်ဆန်းတဲ့အနေနဲ့စူးယိုကိုတွေ့မလားဘာတွေဖြစ်နေတာလဲဆိုတာမေးကြည့်ဖို့ပေါ့
စုမိသားစုအိမ်တော်ကိုရောက်ရောက်ချင်းပဲအေကန်းစီကနေရေတံတွေကြားလိုက်ရတယ်။ဟာဟာနေတဲ့တကားကိုတွန်းဖွင့်လိုက်တော့အထဲမှာမီးရောင်တွေထိန်လင်းနေပြီးခွက်ချင်းတိုက်တံတွေကြားနေရတယ်။ဒီနေ့ကအဖေရဲ့အသက်50ပြည့်မွေးနေ့ပွဲဖြစ်နေတာကိုစုရိုကအစိမ့်မြင့်ဒီဇိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီးအဖေရဲ့လက်မောင်းကိုချိတ်ကဂုံယူဝင်းကြွားနေတဲ့ဒေါင်းတကောင်လိုပဲအဖေအမအဲ့ဒီအယူမောက်ကိုရဲရလွန်းလို့တည်တော့မယ်။သူကအဲ့ဒီလောက်ကြံထားတဲ့ပြို့ဝက်စာရွက်စာရန်ကိုတကယ်ယုံပြီးကဘာပြတ်တော့မယ်လို့ထင်နေတာတကယ်လားငါပြောသားပဲဒီကလေးကငငယ်ကလေးကတောမှာကြီးလာတာဘာမှမသိဘူးအုံနောက်လဲတိတ်မမှန်ဘူးလို့ကျမအမေကဘေးကနေပါဇက်လေးအုပ်ပြီးရင်းနေတယ်သူ့မျက်လုံးထဲမှာအထင်သေးမှုတွေအပြည့်ပဲပိုဆိုးတာကသူကအဖိုးပေးခဲ့တဲ့ရှယ်ယာတွေကိုတကယ်ရောင်းပစ်လိုက်တာပြီးတော့နမဲကြီးအိတ်တွေကိုလည်းအမိုက်လိုသဘောထားပြီးစွန့်ပစ်လိုက်တယ်အဲ့ဒီအစားအတင်စားဗီဇာကွတ်တွေခောက်ဆွဲချောက်တွေတခန်းလုံးအပြည့်ဝယ်ထားတယ်ငါတို့စုမိသားစုမျက်နှာကိုအိုးမဲတုတ်တာပဲတကားကိုတွန်းဖွင့်ဖို့ရွယ်ထားတဲ့ကျမလက်ကလေထဲမှာရက်တန့်သွားတယ်တကိုယ်လုံးရေခဲရင်းနဲ့ကျသွားသလိုပဲအေးခဲကဘာပြက်ကတ်ဆိုတာညီအမတန်ရောစင်ဆိုတာတွေအားလုံးကကျမစီကရှယ်ယာတွေရောင်းပစ်အောင်သူလှုပ်ကြံထားတဲ့လိမ်လည်မှုတွေကြီးပဲကျမတကားကိုစောင့်တွန်းဖွင့်ပြီးအေကန်းထဲကိုအမြန်လျှောက်သွားလိုက်တယ်တခန်းလုံးချက်ချင်းတိတ်ဆိတ်သွားတယ်စူးယိုကကျမကိုမြင်တော့အံ့ဩခြင်းအောင်ဆောင်ပြီးပါဇက်ကိုအုပ်လိုက်တယ်စူးယိုနေပါသဘောလဲအမဘလို့ဖြစ်လို့ဒီလိုအဝတ်စားတွေဝတ်ပြီးပြန်လာရတာလဲဒုက္ခတဲ့စခန်းကထွက်ပြေးလာတဲ့အတိုင်းပဲဒီနေ့ကအဖေရဲ့မွေးနေ့ပွဲလေးနမိတ်မရှိတာတွေလုံးမနေနဲ့နင်းခုနောက်ကပြောတဲ့အေးခဲကဘာပြက်ကတ်ဆိုတာအတူလားစူးယိုကလက်နှစ်ဖက်ကိုဖြန့်ပြီးအပြစ်ကင်းတဲ့မျက်နှာထားနဲ့ပြောတယ်အမကြားသွားတာလားအမဒီရက်ပိုင်းတိတ်ဆိတ်ဖြစ်စီနေလို့အခြေအနေလေးပေါ်ပါသွားအောင်နောက်လိုက်တာပါအမဒီလောက်တုံးပြီးတကယ်ယုံသွားမယ်လို့ဘသူသိမှလဲနောက်တာနင်းတကောင်ရန်ကြီးငိုပြီးငါ့ကိုတောင်းပန်တာကနောက်တာလားအဲ့ဒီဖိုင်ကရောနောက်တာလားစူးယိုကကျမနာနာကပ်ပြီးကျမတို့နှစ်ယောက်ထဲကြားနိုင်တဲ့အတန်နဲ့ရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်အဲ့ဒါကိုတရုပ်ဆောင်တယ်လို့ခေါ်တယ်တီလားအစ်စ်နဲ့မတူရင်အဖိုးပေးထားတဲ့ရှယ်ယာတွေကိုအမစီကဘလို့လို့ပြန်ယူလို့ရမှာလဲအမရဲ့တည်သွားတဲ့အဖိုးကလည်းတတိမလဲတော့ဘူးအမလို့တစိမ့်တယောက်ကိုရှယ်ယာတွေပေးရတယ်လို့အခုတော့ကောင်းသွားပြီးရှယ်ယာတွေချင်းသူသေးလက်ထဲရောက်သွားတာနှမျောစရာကောင်းပေမဲ့အ ਨੇ ဆုံးတော့အမလက်ထဲမှာအာနာမရှိတော့ဘူးစုမိသားစုကငါအပိုင်ပဲအဖိုးကငါကိုကျမရဲ့နောက်ဆုံးကြံနေတဲ့စင်ကျင်တုံတရားတွေပြတ်တောက်သွားတယ်စူးရိုအဲ့ဒါကအဖိုးငါ့ကိုနောက်ဆုံးထားခဲ့တဲ့အာမခံချက်လေးနင်ဘလို့လုပ်ပြီးဒီလိုကိစ္စမျိုးနဲ့ငါ့ကိုလိန်ရက်တာလဲအဖေသမီးအတွက်တရားမျှတအောင်လုပ်ပေးပါအဖေကရုတ်တရက်ဒေါသတကြီးអော်လိုက်ပြီးလက်ထဲကဝိုင်ခွက်ကိုကျမ်းပြင်ပေါ်စောင်းပေါက်ချလိုက်တယ်တော်တော့စူးချင်းရွယ်မင်းကိုမင်းတုံးလို့အလိန်ခံရတာကိုငါမွေးနေ့ပွဲမှာလာရန်ကားနေရသေးတယ်အဲ့ဒီတင်မဲ့အဖိုးကြီးကလည်းမျက်စိကန်းနေတာမင်းလိုအိမ်ယာဖြတ်မဲ့မိန်းမကိုရှယ်ယာတွေပေးခဲ့ရတယ်လို့မင်းရဲ့လက်ရှိပုံစံကိုကြည်စမ်းစင်းရဲသားပုံပေါက်နေတာပဲမြ мян ထွက်သွားစမ်းဟုတ်တယ်ရှောင်ယိုကညံကောင်းလို့တော်သေးတယ်အကြံနည်းနည်းလေးနဲ့မင်းရဲ့ဇာတိရုပ်ကိုဖော်ထုတ်နိုင်ခဲ့တာငါတို့ကော်စောတွေကိုလာမညစ်ပတ်နဲ့ကျမအမေကယွန်ရှာတဲ့အမူအရာနဲ့ကျမကိုကြည့်တယ်အဖေနဲ့အမေသမီးကအရင်လေမွေးစားသမီးကအမွေလူလာကိုကူညီဖို့အတွက်ဒီလိုပူးပေါင်းပြီးသမီးကိုလိန်ရက်တယ်ပေါ့အရင်ဆိုပေမဲ့ရွေးခွင့်သာရှိရင်မင်းကိုမမွေးခဲ့တာပဲကောင်းမယ်လို့အဖေကရက်ရက်ဆက်ဆက်ပြောလိုက်တယ်